မွန်ပြည်နယ်တဲကတဘာဝလှပမှုအနက်မှာတနေရာလေးပြောရမယ်ဆိုရင်ဇင်းကြက်ရီတခွန်ကတော့အံ့ဩစရာအလှတရားနဲ့ပြည့်နှက်နေတဲ့တွားရောက်တဲ့နေရာတစ်ခုပါမူတုံမြို့နယ်နီးမှာတည်ရှိတဲ့ဇင်းကြက်ရီတခွန်ဟာတောင်တန်းအတွင်းမှာချောချောမွေ့မွေ့ဆင်းကျလာတဲ့တဘာဝရေစင်တက်တွေစိမ့်ဆူလှပတဲ့တစ်တော်တွေနဲ့ပတ်ဝန်းကျင်ရဲ့အေးချမ်းမှုကြောင့်တဘာဝကိုချစ်သူတွေအတွက်နားခိုဖို့အကောင်းဆုံးနေရာပါရေတခွန်ရဲ့ရေအမြစ်ကတောင်တန်းထဲကစီးလာတာဖြစ်လို့ရေအေးလေးနဲ့လက်ထဲကိုထိလို့ရတဲ့အချိန်မှာတော့တချို့လူတွေကရင်တစ်ခုပိတ်သွားရတဲ့အထိဖြစ်တတ်ပါတယ်။အထက်ကနေဆင်းကျလာတဲ့ရေဟာစက်ဝိုင်းပုံစံလေးနဲ့ကျလာလို့တော်တော်လှတယ်လို့ခီးသွားများစွာကဝမ်းသာချီးမြှင့်ကြပါတယ်။မနက်အေးမှာစေးတစ်ရနက်လေးတွေနဲ့အတူတောကမျောစင်ကနေရေတကုံကိုကြည့်ရင်ပတ်ဝန်းကျင်ကငှက်အတန်ရေဆက်ကွဲတန်တွေကစိတ်ကိုတိတ်ဆိတ်အေးချမ်းစေပါတယ်။မိုးရာသီမှာဆိုရင်တော့ရေပေါင်းများပြီးတဘာဝအမှုပညာတစ်ခုပဲလို့ပြောလို့ရပါတယ်။တောင်တန်းကြားထဲမှာတဘာဝအလှပတော်တော်များများတဲ့ကတစ်ခုဖြစ်တဲ့ဇင်းကြက်ရီတကုံကိုတွားရင်းနဲ့တဘာဝနဲ့မိတ်ဆက်ပေးမယ်ခီးစဉ်တစ်ခုအဖြစ်ဖိတ်ခေါ်ခြင်းပါတယ်။တွားပြီးအေးလျှော့ခြင်းသူဓာတ်ပုံဆရာတွေစိတ်ဖိစီးမှုရောချခြင်းသူတွေအတွက် perfect spot တစ်ခုပါပဲ။ဇင်းကြက်ရီတကုံတင့်စိတ်ကိုအေးချမ်းစေမဲ့တဘာဝရဲ့အိမ်မက်လိုလှတစ်ခုပဲ။ဒီလိုစိတ်ဝင်စားဖွယ်ရာနေရာဒေသများအကြောင်းကိုနောက်ထပ်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel လေးကိုလည်း like and subscribe ပြီးလုပ်ပေးထားဖို့မမေ့ပါနဲ့နော်။